မင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ Hotel Front Office ဝန်ထမ်း3အင်္ဂလိပ်စကားပြောပုံစံတွေပဲဖြစ်ပါတယ် situation အခြေအနေကကြတော့ဧည့်သည်ကကျွန်တော် F4 ဌာနကိုလာပြီးတော့ taxi စီစဉ်ပေးဖို့ taxi ငှားပေးဖို့အတွက်လာပြီးတော့ request လုပ်တဲ့အနေအထားဖြစ်ပါတယ်များသောအားဖြင့်ကကျွန်တော်တို့ bellman doorman concierge စတဲ့ဌာနတွေကပို့ပြီးတော့တာဝန်ယူဆောင်ရွက်ရတာဖြစ်ပါတယ်တခါကြရင်လည်း reception တို့เนาะကျွန်တော်တို့ guest relation ဘိုင်းကိုလာပြီးတော့ဆက်သွယ်တာမျိုးတွေလည်းရှိတတ်ပါတယ်အဲ့တော့ဧည့်သည်က taxi ငှားပေးပါ taxi တစ်စီးလောက်ရမလားဆိုတာကိုကျွန်တော်တို့ can I get a taxi ဆိုပြီးတော့မေးတတ်ပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲဆိုရင်တော့ဟာရတာပေါ့ okay အဆင်ပြေတယ်ဆိုတာကိုကျွန်တော်တို့ကယဉ်ကျေးတဲ့ပုံစံနဲ့ certainly ပေါ့နော် certainly ပေါ့နော်အဲ့တော့ certainly sir madam ဆိုပြီးတော့ကျွန်တော်တို့ရနိုင်ပါတယ်ရတာပေါ့ဆိုပြီးတော့ကျွန်တော်ဖြေလို့ရပါတယ်အဲ့တော့ taxi ငှားပြီဆိုတော့ဘယ်ကိုသွားမှာလဲဆိုပြီးကျွန်တော်မေးရမယ်အဲ့ဒါကို may I know ဆိုတာသိပါရစေ your destination တင်သွားမယ့်နေရာကိုသိပါရစေကျေးဇူးပြုပြီးတော့ဆိုပြီးတော့မေးတာဖြစ်ပါတယ် may I know your destination please ဆိုပြီးတော့ကျွန်တော်တို့မေးလို့ရပါတယ်ပြီးကျွန်တော်တို့ taxi မှာမှလေဟို fix ဈေးနှုန်းနဲ့ပေါ့နော် grab taxi ကိုကြိုက်ကြတဲ့ဧည့်သည်ရှိတယ်ဒီတိုင်းလက်တားပြီးတော့စီးရတဲ့ meter taxi ကိုကြိုက်ကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့မှာမှအမျိုးအစားမှာမှကျွန်တော် limousine လို့ခေါ်တဲ့ကိုပိုင်ကားလိုပုံစံမျိုးလေးတွေလည်းရှိတတ်တယ်ရိုးရိုး normal taxi လည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုဟိုတယ်မှာရနိုင်တဲ့ကိုနိုင်ငံမှာရနိုင်တဲ့ taxi မျိုးစားမေးရပါမယ် Do you prefer a regular or grab taxi or meter taxi ဆိုပြီးတော့မေးရပါမယ်များသောအားဖြင့် meter taxi ကကျွန်တော်လမ်းပေါ်နေထွက်ပြီးတော့ငှားရတာဖြစ်တဲ့အတွက်နည်းနည်းလေးအချိန်စောင့်ရတယ်များသောအားဖြင့် meter taxi နဲ့သွားရင်ဈေးသက်သာတတ်တယ်ပေါ့နော်ကျွန်တော် grab တို့ bolt တို့ uber တို့လိုမျိုး booking application ကနေ book လုပ်တဲ့ကားတွေကြတော့သူတို့ဒီ hotel ထဲကနေပဲငှားလို့ရတယ်နည်းနည်းလေးတော့စောင့်ရတယ်ဈေးနှုန်းကနည်းနည်းများတတ်တယ်ပေါ့နော်အဲ့တော့ဧည့်သည် preference ကဘယ်လိုဖြစ်လဲဆိုတာကိုကျွန်တော်တို့မေးတင်ပါတယ်နောက်တစ်ခုကကျတော့ဧည့်သည်ကဖြစ်ဘူးတယ်ကျွန်တော်တို့လည်းကြုံဘူးတယ်ပေါ့နော်တက္ကစီငှားပေးပါအောင်ဆိုကျွန်တော်တို့တက္ကစီပြေးငှားလိုက်တယ်ဒါပေမဲ့မဟုတ်ဘူးငါချက်ောက်ထွက်ပြီးမှသွားမှာတော့ငါညနေအတွက်မေးတာတော့အဲ့လိုမျိုးကြုံရတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တေးချအောင် would you like to leave now or at a specific time ပေါ့နော်အခုသွားမှာလား later နောက်မှသွားမှာလားဆိုတာမျိုးကိုကျွန်တော်တို့မေးတင်ပါတယ်ဒါဧည့်သည်မပြောရင်တော့ကိုကမေးရမယ့်မေးခွန်းလေးဖြစ်ပါတယ်နောက်ထပ်ပြောတဲ့စကားကြတော့ပေါ့နော်ကျွန်တော်တို့ဟိုဆောနာသူ taxi ငှားမယ်ဆိုတော့ကိုက acknowledge ဖြစ်ပြီဆိုလို့ရှိရင်သူတို့ကို clarify လုပ်ပေးရမယ်ပေါ့နော် taxi ကချက်ချင်းမလာဘူးဘယ်လောက်ကြာနိုင်တယ်နောက်ပြီးတော့အခုသွားမယ့်နေရာကိုဘယ်လောက်ကြာနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ပြောရမယ်ဈေးနှုန်းကိုလည်းကျွန်တော်တို့ပြောပါမယ်ပေါ့နော်အဲ့တော့ it usually takes around 15 to 20 minutes depends on traffic ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီခရီးလမ်းကပုံမှန်ဆို15မိနစ်နဲ့မိနစ်20ကြားလောက်မှာကြာပါတယ် depends on traffic ပေါ့နော် traffic ကျွန်တော်ကားပိတ်တာပေါ့မူတည်ပြီးတော့အဲ့ဒီဝန်းကျင်ကြာတယ်ဆိုတော့ကျွန်တော်ထည့်ပြောရမယ်ဘာလို့ဆိုတော့ကိုကတော့15မိနစ်လောက်ပဲကြာမယ်လို့ပြောပြီးသူကတကယ်15မိနစ်လောက်ပဲကြာမယ်ထင်ပြီးတော့timing ခိုက်ပြီးတော့သွားတယ်လမ်းမှာ traffic မိလို့15မိနစ်ကနေမိနစ်အစိတ်နိုင်ဝက်ဖြစ်သွားတယ်ဆိုရင်ဒါပြန်လာတဲ့အချိန်ကျရင်ကို complaint တက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုကြောင်ကျင်တဲ့အနေနဲ့ traffic ပေါ်တော့မူတည်တယ် around ပေါ့နော်15မိနစ်20လောက်ကြာနိုင်တယ်ဆိုတာမျိုးကျွန်တော်ပြောရမယ်ဘယ်တော့မှကျွန်တော် promise မပေးရဘူးပေါ့နော်ဘယ်လောက်ကွက်တိပဲကြာတယ်ဆိုတာမျိုးမပြောရဘူးပေါ့နော်အဲ့တော့ estimation ကိုပဲပြောရမယ်နောက်ဈေးနှုန်းပေါ့နော်ကျွန်တော်ထားပါတော့ဒီနေရာကနေ Jumeirah ကိုသွားရင်ဘယ်လောက်လဲဒီနေရာကနေ Dubai Expo ကိုသွားရင်ဘယ်လောက်လဲเนาะဒီနေရာကနေပြီးကျွန်တော်တို့ဒါ Sukhumvit ဘယ်နှလမ်းကိုသွားရင်ဘယ်လောက်လဲစသဖြင့်ကျွန်တော်ဈေးနှုန်းတွေကိုကသွားနေကြမလို့တည်တယ်ဆိုလို့ချင်း approximately ပေါ့နော်ကျွန်တော်ဘယ်လောက်ကျတင်တယ်ဆိုတာကိုပြောပြပေးလိုက်ရပါမယ် the estimated fare will be approximately เนาะဒါ50 dirham ကျမယ်เนาะထိုင်းဘတ်300ကျမယ်စသဖြင့်ကျွန်တော်တို့ကပြောပြလိုက်ရပါတော့အဲ့ဒါမှ taxi သမားကကျွန်တော်တို့ဧည့်သည်ကိုဒါဈေးလိမ်ပြီးယူသွားတာတို့ပတ်စံပို့ယူသွားတာတို့မဖြစ်မှာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်ဘက်က clarify လုပ်ဖို့လိုတယ်ဘယ်လောက်ကြာနိုင်တယ်ဘယ်လောက်ကြာတင်နိုင်တယ်ဆိုတာလေးကိုဧည့်သည်ကိုပြောလိုက်တင်ပါတယ်နောက်တစ်ချက်ကကြတော့လေကျွန်တော်တို့ကဒီ taxi သွားပြီးခေါ်နေတယ်ဆိုရင်ဧည့်သည်ကိုစောင့်ခိုင်းရမယ်ပေါ့နော်ဧည့်သည်စီကဘယ်ကိုသွားမယ်အဲ့ဒါကို information ယူပြီးကျွန်တော် taxi သွားငှားလိုက်ပါမယ်ဆိုပြီးတော့ please allow me a moment to arrange a taxi for you နော် please allow me ဆိုတော့ခွင့်ပြုပါ a moment ဆိုတော့ခဏလောက်ပေါ့နော် to arrange ကရောစီစဉ်ဖို့အတွက် the taxi for you တင်ကိုကားသွားပြီးတော့စီစဉ်ပေးဖို့ကားသွားငှားပေးဖို့အတွက်ခဏစောင့်ပါဆိုပြီးကျွန်တော်ပြောတာအဲ့ဒါဘာဖြစ်လို့ပြောလဲဆိုတော့တခါကျဧည့်သည်ကtaxi လေးငှားရပါဆိုတော့ကိုက okay ဆိုပြီးတော့ကိုကဒီ reception ဒါမှမဟုတ်ကို bell counter နေပြီးတော့ရှေ့ကိုထွက်သွားတယ်ဧည့်သည်ကထွက်သွားတယ်ဆိုပြီးတော့နည်းနည်းလဲစောင့်ရတော့ကို
မတွေ့တော့နောက်ထပ် bellman တယောက်ဒါမှမဟုတ် doorman ကိုထပ်ခေါ်ပြီး taxi စီစဉ်ခိုင်းမှာကိုက double booking ပေါ့နော်ကားနှစ်စီးကိုကတစ်စီးခေါ်နောက်တစ်ယောက်တစ်စီးခေါ်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုဧည့်သည်နဲ့ကိုက lock လုပ်ရမယ်ပေါ့နော်ဒီဧည့်သည် okay ဒါ customer ပြောထားတဲ့ taxi ကိုကျွန်တော်တော့ခေါ်ပေးမှာเนาะခဏစောင့်ပေးပါဆိုတော့ပြောရမယ်ပေါ့နော်နောက်တစ်ခုကကားရန်မပိတ်ဘူးပုံမှန်အချိန်ဆိုလို့ရှိရင် I will call taxi immediately ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဧည့်သည်ကို acknowledge လုပ်ထားတာပေါ့နော်ကျွန်တော်တင်ရဲ့ request ကို handle လုပ်ပေးနေပါပြီဆိုတာကိုဧည့်သည်နဲ့ကိုယ်နဲ့ကြားမှာသိအောင်ပေါ့နော်notify လုပ်ထားတင်ပါတယ်နောက်ထပ်စကားတစ်ခုကကြတော့လေကျွန်တော်တို့ကဒီ booking application သုံးတယ်ပေါ့နော် Grab တို့ Bolt တို့ကျွန်တော်တို့ Uber တို့မှာဆိုရင်ဘယ်နှမိနစ်အတွင်းရောက်နိုင်တယ်ဆိုတာမျိုးကိုဖော်ပြတတ်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့ဗောနော်ဧည့်သည်ကိုကျွန်တော်တို့ကဒါ comfort ဖြစ်အောင်ပြောထားတင်တယ်ဗောနော်ဥပမာသူထိုင်ဆောင်တင်တယ်ထိုင်ဆောင်မယ်เนาะ15မိနစ်လောက်စောင့်မှမလို့သူ coffee မှာပြီးတော့တောက်ရင်လည်းတောက်မယ်เนาะကျွန်တော် lobby မှာတိုက်တဲ့ drinks တွေပါသူတောက်ရင်လည်းတောက်နေမယ်ဗောနော်အဲ့လိုအေးဆေးဆေးသူချိန်လို့ရအောင်ချိန်စားလို့ရအောင်ကျွန်တော်တို့က your taxi will arrive in about 15မိနစ်20စသဖြင့်ကျွန်တော်ပြောလို့ရတယ်ဗောနော်အခါကျရင်သူကတော့ toilet သွားတာဖြစ်ဖြစ် coffee မှာတောက်တာဖြစ်ဖြစ်ထိုင်ဆောင်တာဖြစ်ဖြစ်သူလည်းလုပ်လို့ရတယ်ဗောနော်အဲ့တော့ရောက်မဲ့ estimated time ကိုကျွန်တော်တို့ပြောပေးရမယ်ပြီးလို့ရှိရင် confirm လုပ်ရမယ်ပေါ့နော်သွားမဲ့နေရာဒီနေရာနော် correct ဟုတ်လားဆိုတော့မျိုး the destination is ဘယ်နေရာ correct ဆိုပြီးကျွန်တော်တို့ confirm ပြန်ပြီးတော့လုပ်ရမယ်ပေါ့နော်ဘာလို့ဆိုတော့ဥပမာ Novotel Hotel ကိုသွားမှာမလို့ငှားပေးတာဆိုရင်ကျွန်တော်ဒီတိုင်းပဲ taxi ခေါ်လာတယ်ဆိုရင်ဒါဧည့်သည်နဲ့ကားသမားကြားမှာလည်းမှားနိုင်တယ်နောက်ကို confirm မလုပ်လိုက်မိဘူးဆိုရင်ကိုပြောတဲ့ Novotel Hotel ကတခြားတစ်မြို့နယ်ဧည့်သည်သွားခြင်းနဲ့ Novotel ကတခြားတစ်မြို့နယ်အဲ့လိုဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်မြို့ကြီးပြကြီးမှာဆိုရင်ကျွန်တော်တို့ Marriott Hotel ဆိုလည်းနှလုံးသုံးလုံးရှိမယ်နော် Hilton Hotel ဆိုလည်းနှလုံးသုံးလုံးရှိမယ်နော် Novotel တို့ဘာလို့ hotel မျိုးဆိုလည်းနှလုံးသုံးလုံးရှိတဲ့တော့ကျွန်တော်တို့နေရာမှားနိုင်တယ်ပေါ့နော်အဲ့တော့သွားမယ့်နေရာကိုဧည့်သည်ကို reconfirm ပြန်ပြီးတော့လုပ်ဖို့အတွက်ရည်ကြီးပါတယ်တကယ်လို့ taxi လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က your taxi is ready စာရမတန်တာကိုနာမည်သိရင်လည်းနာမည်ပေါ့နော် taxi က ready ဖြစ်ပါပြီစဉ်းစားဖြစ်ပါပြီဆိုတာကိုပြောရမယ်ဧည့်သည်ကဒီတိုင်းညနေစာတော့သွားစားတယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးဧည့်သည်က check out ထွက်တဲ့ပုံစံမျိုးဆိုရင်ဧည့်သည်မှာ luggage ရှိသေးလားเนาะ luggage အပ်ထားတာရှိသေးလား luggage တင်ပေးရမလားစောင့်ရမယ့်ဧည့်သည်ကြံသေးလားဆိုတာမျိုးကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်ပြီးသွားပြီเนาะဧည့်သည်ကားပေါ်တက်သွားပြီဆိုရင်เนาะ have a pleasant day have a nice day စတာတွေကျွန်တော်တို့ပြောလို့ရတယ်เนาะလေးစိတ်တွေပါသွားတဲ့ဧည့်သည်ဆိုရင်တော့ဗောနော် see you next time လို့เนาะ hope to welcome you back လို့စသဖြင့်ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ပြီးရင်ကျွန်တော်တို့ please let us know if you need anything else ဗောနော်ဘာမှန်းကူညီပေးရအောင်မလဲဆိုတာမျိုးစတဲ့စကားတွေပြောတင်တယ်တကယ်လို့ဧည့်သည်ကဒီမျိုးတဲ့အတွင်းပဲဗောနော်ညစာသွားစားတယ်ညနေခင်းစိုက်စင်းရင်သွားတယ်ပြီးလို့ရှိရင်ဒါ day tour လောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကbell counter မှာဒါမှမဟုတ် reception counter မှာကျွန်တော် hotel ရဲ့လိပ်စာကတ်ရှိတယ်ပေါ့နော်ကို hotel လိပ်စာကတ်ကိုဧည့်သည်ကိုပေးလိုက်တင်တယ်အဲ့ဒါဆိုရင်သူအပြန်ငှားတဲ့ခါကျရင် taxi သမားကိုဒီလိပ်စာကတ်ပြပြီးတော့ငှားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ဥပမာဒူဘိုင်းလိုနေရာမျိုးဆိုလို့ရှိရင်ကားဆက်ရတယ်ပေါ့နော် taxi မောင်းတဲ့လူတွေကဒါnative speaker တွေမဟုတ်ပေါ့နော်ပါကစ္စတန်တွေတို့အိန္ဒိယတို့များတယ်တကယ်လို့ဧည့်သည်နဲ့သူနဲ့ကြားမှာဒါ language barrier တွေဖြစ်တယ်ပေါ့နော်စကားနားမလည်ဘူးဆိုရင်ဒါဒီကျွန်တော် hotel ကတ်လေးပြလိုက်တယ်ဆိုဧည့်သည်အဲ့ hotel ကတ်ပြလိုက်တာနဲ့ကားသမားကလည်းဘယ်လန်ဘယ်နေရာမှာရှိတဲ့ဘယ် hotel ဆိုတာသိပြီးတော့ကို hotel ကိုလာပြန်ပို့လို့အဆင်ပြေသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်အမြဲတမ်းတော့အဲ့ဒါလေးပေးလိုက်တင်တယ်ပေါ့နော်ကို hotel ကတ်လို့အမြဲတမ်းတော့ကိုအိတ်ထဲမှာစောင်းတာကောင်တာမှာထားတင်ပါတယ်ဒီနေရာမှာ do's and don'ts လေးနည်းနည်းရှိတယ်ပေါ့နော်လိုက်နာတင်တာလေးနဲ့မလုပ်တင်တာလေးရှိပါတယ်လိုက်နာတင်တာကြတော့ always confirm destination ပေါ့နော်ကျွန်တော်တို့ဧည့်သည်သွားမယ့်နေရာကိုမေးပါပြီးလို့ရှိရင် taxi ခေါ်တဲ့အချိန်မှာလည်းပြန်ပြီးတော့ဧည့်သည်နဲ့ confirm ပြန်လုပ်ပါပေါ့နော်နောက်တစ်ခုက mention waiting time estimate ပေါ့နော်ဧည့်သည်ကားကိုကျွန်တော်ကိုကbooking လုပ်ထားတာပဲဖြစ်ဖြစ်ပေါ့နော် application နဲ့လုပ်ထားဆိုအဲ့မှာပေါ်တယ် waiting time ကိုဧည့်သည်ကိုပြောပြရမယ်ပေါ့နော် mention လုပ်ပေးရမယ်ဘယ်နှမိနစ်လောက်စောင့်ရမယ်ဆိုတော့သူ့ကိုပြောပြရမယ်ပေါ့နော်အဲ့ဒါမှသူလည်းပြင်ဆင်တာရှိရပြင်ဆင်လို့ရမယ်နောက် speak clearly and politely ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က information တွေအများတယ်ပေါ့နော်ဘယ်နေရာကိုသွားမယ်taxi မှာကျွန်တော်တို့ van အကြီးလားအသေးလားဘယ်နှစ်ယောက်ရှိလဲဒါတွေလည်းကျွန်တော်မေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ information ကများတယ်ပေါ့နော်အဲ့တော့ clearly ကျွန်တော်ပြောဖို့လိုတယ်ယဉ်ကျေးနဲ့လည်းပြောဖို့လိုတယ်ပေါ့နော်နောက်တစ်ခုက offer help with luggage ပေါ့နော်ဧည့်သည်ကတကယ်လို့ check out ထွက်တဲ့ဧည့်သည်ဆိုရင်ကျွန်တော်တို့က luggage offer လုပ်ရမယ်ပေါ့နော် luggage ကို store လုပ်ခဲ့ခြင်းလား taxi နဲ့တခါတည်းတည်သွားခြင်းလားဘယ်လိုလုပ်ချင်လဲပေါ့နော်တကယ်လို့ဧည့်သည်က taxi နဲ့တည်သွားမယ်ဆိုလည်းနောက်ဧည့်သည်
luggage ကိုကျွန်တော်တို့ taxi နောက်ဖုံးထဲကိုတင်ပို့ပြုဖို့တွေအစားကိုဟာကူညီဆောင်ရွက်ပေးရမှာပေါ့နော်နောက်တစ်ခုက stand by until guests enter taxi ပေါ့နော်တကယ်လို့ကျွန်တော် taxi ကရောက်ပြီးဧည့်သည်နဲ့ကျွန်တော်တို့ဒီတိုင်း taxi ကိုထားခဲ့ပြီးတော့ဧည့်သည်ကိုကားရောက်ပြီလို့ပြောလိုက်လို့ချင်းကျွန်တော်တို့ဧည့်သည်ကကားမှားတက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်မီတာ taxi မှာပြဿနာမရှိနိုင်ပေမဲ့ကျွန်တော်တို့ Bolt Grab တွေနော် Uber တွေနဲ့ငှားပေးတဲ့ကားတွေဆိုလို့ရှိရင်ကျွန်တော်ကနေရာအတိအကျလိမ့်စာပါနေတယ်အဲ့တော့ကိုကရှေ့ရ taxi ကိုငှားပေးထားတယ်ဧည့်သည်ကိုသွားလို့ရပြီကိုပြောလိုက်တယ်ဧည့်သည်ကနောက်ကရက်တဲ့တခြားလာတဲ့ Grab ကိုတက်သွားတယ်ဆိုရင်သူတို့ကနေရာမှားပြီးတော့ပြဿနာဖြစ်နိုင်တယ်သူလိုချင်တဲ့နေရာမရောက်တဲ့ကိစ္စဖြစ်နိုင်တယ်ပေါ့နော်ကိုကအဲ့တော့ကိုငှားခိုင်းတဲ့ taxi ဧည့်သည်ကိုတေချာသိရမယ်ပြီးရင်သူ့အတွက်လာတဲ့ taxi ကိုတေချာသိရမယ်เนาะဒီ application မှာပါတဲ့ number plate ပြားနဲ့တိုက်ဆက်ရမယ်ပြီးရင်တော့ဧည့်သည်ကိုကိုယ်တိုင် escort လုပ်ပြီးတော့ဧည့်သည်ဒီကားထဲမှာဝင်ကြဒီကိုက stand by ပေါ့နော် ready ရှိနေတင်ပါတယ်နောက်တစ်ခုက don'ts ပေါ့နော်ကျွန်တော်တို့ဒါမလုပ်တဲ့အရာတွေပေါ့နော်ဘာတွေကိုရှောင်ရှားတင်လဲဆိုတော့ don't guess fare or promise arrival time ပေါ့နော်ဆိုတော့ဒီကြတဲ့ငွေကိုကျွန်တော်တို့ကအရင်ဟိုလိုပေါ့နော် guess မလုပ်တင်ဘူးပေါ့နော်ကြိုပြီးတော့ဧည့်သည်ကိုခံမှန်းပြီးတော့မပြောတင်ဘူးပေါ့နော်ကွက်တီပေါ့နော်ဟာဒီကိုသွားရင်ဘတ်100ကျမယ်ဒီကိုသွားမယ်တဟန်း100ကွက်တီကျမယ်ဆိုတော့မပြောရဘူး around ဒါမှမဟုတ် estimate ဆိုတဲ့စကားမျိုးကျွန်တော်တို့ပြောရမယ်ဒါပေမဲ့ depends on traffic ဆိုတဲ့စကားကိုကျွန်တော်အမြဲတမ်းထည့်ပြောရမှာနော် traffic jam ဖြစ်ပြီဆိုရင်ဒါကားကနှစ်ဆလောက်တက်ရင်လည်းတက်သွားမှာပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကြိုပြီးတော့ပြောထားဖို့လိုတယ်နောက်ပြီးတော့ arrival time ကိုဘယ်တော့မှ promise မလုပ်နဲ့ပေါ့နော်အခုသွားရင်6:20ရောက်တယ်အဲ့လို no အဲ့လိုလုံးဝမပြောရဘူးเนาะဒီခီးကတော့ normally မိနစ်20ဖြစ်တယ်ဒါပေမဲ့ it takes time depends on traffic jam ဒါပေါ့နော် depends on traffic ဆိုတာမျိုးကျွန်တော်တို့ပြောလို့ရပါတော့အဲ့တော့ promise ဂတိမပေးရပြီ arrival time ကို estimated လောက်ကျွန်တော်တို့ပြောပြလို့ရတယ်ပေါ့နော်နောက်တစ်ခုက don't leave guest alone at the entrance ပေါ့နော်အဲ့ဒါကကျွန်တော်ဆောင်းနာပြောပြသလိုပဲဒါကျွန်တော်တို့ဟိုအထုပ်တွေမှားပြီးတော့ကားတင်တာတော့ဧည့်သည်ကကားမှားတက်တာတော့ဖြစ်မယ်ပေါ့နော်အဲ့တော့ဧည့်သည်ကို entrance မှာဒီတိုင်းပဲထားသွားတာမျိုးမလုပ်ပဲနဲ့ဧည့်သည်တို့ငှားပေးထားဒီကားပါเนาะဒီကားကိုစီစဉ်ပေးထားတာဖြစ်ပါတယ်ကားနာမည်ဘယ်လောက်ပါပေါ့နော်ဘာလို့ဆို hotel lobby ဝမှာဒါမှမဟုတ် hotel entrance မှာကျွန်တော်တို့ taxi က3-4စီးလောက်ကအဲ့လိုရှိနေတတ်တယ်ပေါ့နော်အဲ့တော့ကိုငှားတာနဲ့ဧည့်သည်တက်သွားတာနဲ့မှားသွားတာမျိုးဖြစ်နေတတ်တယ်အထူးသဖြင့်ကို luggage တောင်တင်ပြီးသွားပြီဆိုရင်အနေနဲ့တော့ပို့ပြီးရှိတယ်ပေါ့နော်အဲ့လိုမှားသွားတတ်တယ်နောက်တစ်ခုကျတော့ don't argue with taxi driver in front of guests ပေါ့နော်တခုခုကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်ဧည့်သည် taxi နဲ့ကိုနဲ့စကားများတာတို့ဘာလို့ဒါဧည့်သည်ရှေ့မှာမဖြစ်နေသင့်ဘူးပေါ့နော် taxi သမားကိုလည်းကိုကအစငှားတဲ့ကတေချာလေးပြောတင်တယ် information တေချာပေးတင်တယ်เนาะဈေးနှုန်းတွေဘာတွေကြိုပြီးတော့ဒါဧည့်သည်နဲ့အတိပေးတင်တယ်ပေါ့နော်ဧည့်သည်ရှေ့မှာဒါ taxi သမားနဲ့ကိုနဲ့တော့၎င်း taxi သမားနဲ့ဧည့်သည်တော့၎င်းအချင်းများပြီးတော့ဒါမဖြစ်သင့်ဘူးပေါ့နော်အဲ့ဒါလေးကိုရှောင်ရှားဖို့အတွက်ကျွန်တော်တို့တိကျလုပ်ဖို့လိုတယ်နောက်တစ်ခုကdon't point ပေါ့နော်ဧည့်သည်ကို taxi ကဒါပါဆိုကျွန်တော်တို့ကပြလိုက်တာပဲမဟုတ်ဘဲနဲ့ဖြစ်နိုင်ရင်ကျွန်တော်တို့က escort လုပ်ပေးရမယ်နော် escort လို့ဆိုတော့ဧည့်သည်နဲ့အတူတူအဲ့တော့ခေါ်သွားပေးမယ်เนาะသူ့ luggage တွေပစ္စည်းတွေကိုကျွန်တော်ကားနောက်ဖုံးထဲကိုထည့်ပေးမယ်ကားထဲကိုထည့်ပေးမယ်ကလေးတွေပါရင်လည်းနောက်တကားတွေပါလက်မညက်အောင်ဒီချက်တကားပိတ်ရလား lock ဖြစ်လားဆိုတော့ကိုရီးယားကြည့်ပြီးတော့မှဒါနှုတ်ဆက်တင်တယ်ပေါ့နော်ဒီအချက်လေးတွေကကျွန်တော်တို့ concierge အနေနဲ့ bellman အနေနဲ့ doorman အနေနဲ့ကတော့အဓိကတာဝန်ယူရတယ်တချို့ hotel တွေမှာတော့ security တွေကလည်းတွဲပြီးတော့လုပ်တယ်နောက်ဟုတ်တယ်အသေးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော် reception ကိုလည်းဧည့်သည်က request လုပ်တတ်တော့ reception က receptionist တွေ front desk agent တွေကိုလည်းလုပ်ရတယ်ပေါ့နော်ဒါကတော့ကျွန်တော် taxi ငှားတဲ့အချိန်မှာပြောသင့်တဲ့ English conversation လေးတွေနဲ့လိုက်နာသင့်တဲ့စောင်းရန်ရှောင်းရန်အချက်လေးဖြစ်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်တို့ hotel life နဲ့ပတ်သက်တဲ့အင်္ဂလိပ်စကားပြောပုံစံလေးတွေကိုပြောပြပေးသွားဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် channel လေးကို like လုပ်ထားပါ follow လုပ်ထားပါ subscribe လုပ်ထားပါနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံပါမယ်အချိန်ပေးပြီးတော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ